အားလုံးပဲမင်္ဂလာပါဗျကျွန်တော်နာမည်ကတော့အားလုံးရဲ့ချစ်တော်ကိုသူရပဲဖြစ်ပါတယ်ဗျယနေ့ဒီဗီဒီယိုဖိုင်ထဲမှာတော့အပတ်စဉ်တစ်ဆက်ပေးနေကြဖြစ်တဲ့အားလုံးစောင့်မျှော်နေကြတဲ့23ရက်နေ့မှ29ရက်နေ့အထိတပတ်တွဲစောထွတ်မဲ့ကိုသူရရဲ့စိတ်ကြိုက်စာရုံးနဲ့အမျက်ရှာလို့ရမယ်မွေးကနများကိုတင်ဆက်ပြီးတော့မှဖြစ်လို့ရေုံကြည်ကြည်နဲ့လိုက်ပါကစားကြမဲ့မိတ်ဆွေများကဒီ9မိနစ်စာဗီဒီယိုဖိုင်အတူကိုအချိန်ခဏပေးပြီးတော့အစားဆုံးတခြားနားဟောင်ပါဖို့အတွက်အထူးတလေမှားနေစရာမလိုဘူးထင်ပါတယ်ဗျတခြားနေရာတွေမှာ3-4 ချက်အနည်းဆုံးပေးဝယ်ရမယ်ကနေကောင်းမျိုးတွေဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာကိုသူရကတော့ကိုပြောကိုအမှားကအပိကြမဲ့ပရိသတ်များကိုစေတနာတက်တက်နဲ့အခမဲ့မြောက်ဝပြီးတော့မှဖြစ်လို့ဘိတ်စလိုဘက်ကနေပြီးတော့စေတနာတုံ့ပြန်တဲ့အနေနဲ့ဒီဗီဒီယိုဖိုင်ကိုဆက်ပြီးတော့မကြည့်ခင်မှာလိုက်လက်မလေးတွေတရားတစ်ချက်စီနှိပ်ခဲ့ကြပါအောင်ခင်ဗျာကဲအစီအစဉ်လေးပေါ်မစားတည်ခင်မှာကိုသူကဂုံမြောက်ဝပေးမဲ့ဇာရုကနေများဟာမြတ်သောအဖြစ်3ရက်မကျော်နဲ့ထွက်ရအောင်လို့ထုတ်ပေးထားတဲ့ငွေတုပ်ဇာရုဘတ်တီဇာရုဘရိတ်ဇာရုအခွေအားကောင်းတဲ့ခံမှန်းချက်စုစုပေါင်း၄ခုမိတ်ဆွေတို့အနေနဲ့ဒီ၄ခုရဲကနေပြီးတော့အကြိုက်ဆုံးတစ်ခုကိုရွေးချယ်ပြီးတော့3ရက်အတွင်းထိထိမိမိစာရုံးနဲ့စနေတကြကစားဖို့အတွက်ကိုသူအနေနဲ့မဖြစ်မနေအကြံပြုလုပ်ပါရဗျကဲအဲ့တော့အချိန်မဆွဲဘဲနဲ့စတင်လိုက်ကြရအောင်ပါအရင်ဘက်ကတောက်ကြနီးကိုအခြေခံကိုးကားပြီးတော့ပေါက်ကနေထုတ်ကြည့်ကြမယ်ဆိုရင်ဒီဘက်တောက်ကြနီးထုတ်ကနေများဖြစ်တဲ့မနေ့ပိုင်း90ညနေပိုင်း16မနေ့9ထိညနေ6ပိတ်မနေ့ထိညနေအပိတ်ညီကိုမူရတနင်္လာရင်ကဗုဒ္ဓဟူးမြန်လီချက်ချင်းများသွားဖြစ်3ရက်တွင်ညီကိုစာရိုးမွေးထိုးပြီးတော့အမျက်ရှာလို့ရပါမယ်ခင်ဗျာအထူးမိန်တင်ကိုများကတော့23348990လိုပဲဖြစ်ပါတယ်စာလုံးဝေထုတ်ဘရိတ်အားစောင့်မျှော်နေကြတဲ့မိတ်ဆွေများတွေအရင်ဘက်ကတောက်ကြနေထိပ်ပိတ်ညီကိုမူအရာမနေ့9ထိ93ဘရိတ်ညနေ6ပိ16 break ခဏပတ်ထားပြီးပါအရင်ဘက်ကိုတစ်ချက်ပြန်ပြော့စစ်စစ်ကြည့်မှဆိုရင်ဤဘက်ဘုံလုံးနေ့ကထိပိတ်ညီကိုဖြစ်လို့အခုလိုပဲကိုသူက break နှစ်စုံ16 break နဲ့နှစ်ခု break ထုတ်ပြီးခဲ့တယ်ဂျာတာ break တောက်ကြမှာပဲ16 break နှစ်ခု break ပေါက်ဒီတစ်ချိန်ဒီထွက်ရှိလာခဲ့ပါတယ်ဗျဒီတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေများအာယုံမများရအောင်ဒီ9 break နဲ့နှစ်ခု break မှာကိုသူကအကြိုက်ဆုံး break တစ်စုံကိုပဲရွေးချယ်ပေးကြပါတယ်23ရက်နေ့မှ25ရက်ဒီ3ရက်အတွင်းကိုသူကစိတ်ကြိုက် break ကတော့16 break ပဲဖြစ်တယ်16 break တစ်စုံကိုပဲဇာရူးထိုးပြီးတော့ကစားလို့ရမယ်ဗျကိုသူစကားကိုနားထောင်ပြီးတော့ရေုံကြီးကြီးနဲ့ကစားကြမယ့်မိတ်ဆွေများအတွက်အမျက်ပူရအောင်လို့16 break မှာ main တင်ကိုများရွေးထုတ်ပေးထားပါတယ်24ခွန်56ခွန်9ဒီလေးကွက်ကိုထိထိမိမိ main တင်ပြီးတော့ကစားကြပါလို့ကိုသူအနေနဲ့ပြောချင်ပါတယ်ဗျကဲယခုတစ်ပတ်အမိတ်ကြလာကတော့ဇာရုံးငွေတုပ်ပတ်ပြီးစောက်မျှော်နေကြတဲ့မိတ်ဆွေများတွေယခုတစ်ပတ်ကိုသူရစောထွက်မယ်လို့အကောင်းဆုံးခံမဲ့ထားတဲ့ပတ်တီကတော့ရွှေဖြစ်မဲ့ရှစ်ဖြစ်ပါတယ်ဗျရှစ်ပတ်တီပတ်ကြမယ်ကိုသူရရဲ့အမာခံပေါက်တီများကတော့8485ခွန်8980ဒီ9ခွက်ကိုအဓိကမိတ်တီပြီးတော့ကစားကြပါဒီတဲမှာတော့ဆရာကြီးတွေကတော့858980တို့ပဲဖြစ်ပါတယ်ဗျအကွေကစားကြမဲ့မိတ်ဆွေများတွေယခုတစ်ပတ်ကိုသူကအကြိုက်ဆုံးဇာရိုးအခွေငွေတုပ်အခွေကတော့9893အပူပါလေးလုံးခွေပဲဖြစ်ပါတယ်99908089ဒီကနေ့လေးခွက်ကိုမိန်တင်ပြီးတော့ကစားကြပါယခုမြောက်ဝေပြီးခဲ့တာတွေကတော့23ရက်နေ့မှ29ရက်နေ့အထိစောထွက်မဲ့ကိုသူရဲ့ဇာရိုးငွေတုပ်ကနေများပဲဖြစ်ပါတယ်မိတ်ဆွေတို့မိမိတက်နိုင်နဲ့ထိုးကြီးနဲ့အကြိုက်ဆုံးကိုသူရဲ့ကနေတွေကမှတစ်ခုကိုရွေးချယ်ပြီးတော့ဇာရိုးစနစ်တကျထိုးပါပေါက်တီးရလို့ရှိရင်လေတိတိမီမီအမျက်တည်ရပါလိမ့်မယ်ဗျနောက်ဆုံးအနေနဲ့အရင်ဘက်ကဂျန်ကနေဖြစ်တဲ့လီခုတစ်ပတ်မှာလီဆက်ပြီးတော့ကစားကြမဲ့မိတ်ဆွေများတွေအားစီးဖြစ်စီမဲ့ကိုသူရဲ့အကြိုက်ဆုံး main တင်ခွက်များကတော့လီ2 4 3 4 5 4ခွန်4 8ဒီကျဲကတော့ဆရာကြီးနှစ်ပါးဖြစ်တဲ့4 3 4ခွန်အထူး main တင်ပြီးတော့ကစားလို့ရမယ်ဗျကဲအနစ်ချုပ်အနေနဲ့ယခုကိုသူရတင်ပြီးခဲ့တဲ့ဇာရုကနေများမှာမိတ်ဆွေတို့ရဲ့အကြိုက်ဆုံးကနေကကူးကြည့်နေတဲ့မိတ်ဆွေရဲ့အကြိုက်ဆုံးကနေကဘာကနေဖြစ်မလဲနောက်ပြီးတော့ဒီကနေကိုရေုံကြီးကြီးနဲ့လိုက်ကစားမယ်ဆိုလို့ရှိရင်ကိုမဲ့မှာကူကစားမယ်ကနေလေးကြီးကိုတစ်ချက်ရေးပစ်တော့ခဲ့ပါဗျမိတ်ဆွေတို့လိုက်ထိုးတဲ့ကနေထွက်လာတာနဲ့ဒီတပတ်စာအနစ်ချုပ်ပြီးယူဖိုင်အောက်မှာဘေကနေမှာပေါက်တီးဘလောက်ရသွားတယ်မင်းဒါမှမဟုတ်ကိုသူရကြောင်ကိုသူရကနေကြောင်ဘလောက်ဖိုးပေါက်လိုက်တယ်ဆိုပြီးတော့ PD ကားလေးတွေဖြစ်အောင်လို့ဝေမဲ့ပေးပါလို့ကိုသူရအနေနဲ့ဒါဖိတ်ခေါ်လိုက်ပါတယ်ဗျ
နောက်ဆုံးတစ်ခုအနေနဲ့ကိုတရားရှိမှာကနန်းတင်ပြီးတော့အားပေးပြီးတော့ VVIP ကတ်ကိုရယူခြင်းတဲ့မိတ်ဆွေများကမိတ်ဆွေများအနေနဲ့တောက်ကြနေမှာကြာတာရီနေမှာ60ဆိုပြီးတော့ special နှစ်ကွက်ကနေအောင်ထားတယ်ကြနော်ဒီတစ်ပတ်မှာလဲကိုတရားတို့တူရီဒီဘက်ကနေပြီးတော့စပြီးတော့နောက်ဘက်ဒီမှာထိုးသားရဲ့အပတ်တွေတွေ့တဲ့အတွက်ကြောင့်မလို့ကိုတရားတို့ခဏရှာလေးအုပ်ကြီးလာတယ်အတော့ဟို VVIP ကတ်ကိုကနေတွေအားပြီးပြီးတော့ယူမယ်ဆိုလို့ရှိရင် Viber Telegram number ဖြစ်တဲ့09096844တင်းဒီညဘက်ကိုတစ်ချက်ဆက်သွယ်ပြီးတော့ကနေဒီ VVIP ကတ်ယူမယ်လို့တစ်ချက်လာပြောပြရတယ်နော်နောက်ဆုံးတစ်ခုအနေနဲ့တနေ့လာအနေတွေ့ဖွင့်လာစီအောင်လို့ကိုယ်စိတ်ကြိုက်လုံးမိုင်းနဲ့အနီးကဈေးကွက်ခါထွက်တာနဲ့ဒါ special နှစ်ကွက်ကောင်းကိုကိုယ်က Viber Telegram channel မှာအနီးကတင်ပြီးမှဖြစ်လို့တင်ညာနဲ့တွေ့ရအောင်လို့ Viber Telegram channel ဒီကိုလာ join ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျာနော်အခမဲ့ကြောင်းရမှာဖြစ်တဲ့ဒီဗီဒီယိုဖိုင်ရဲ့အောက်မှာ comment လေးတစ်ချက်ရေးပြီးခဲ့မယ်ဒါမှမဟုတ်ဘူးဆိုရင်ကိုသူအားရဲ့ channel လေးမှာ Viber လေး Telegram လေးချပေးထားတယ်ဗျာနောက်တဲ့ formula view file နဲ့ထပ်ပြီးတော့တွေ့ကြပါမယ်ကိုသူအားရဲ့ formula ကနေများနဲ့အားလုံးပဲတစ်ပတ်စာမှာအရှင်းပြကြပါစီဗျာ